လောကသားပေါင်းတို့ဟာဝိနုကေတင်အံတော်
Once upon a night, Kwame Chingu Hango, Aiden Shin Yabu. Minyani, Eddie Baptist Church Langdong, Jane Baptist Church, Eddie Christian College, Adidiloma, Uroshe, Itago, Mimilori, Amia, Ake, Uroshe, Chimwan Dama Hitchinia, Isu Chimwan E, Sekato Yesisinku, Roshimia, Tuala Dongre, Aitan Sokin, Adukwa, Isu Chimwan Chiakin, Uromia Pia, Bongo, Namado, Aitan Soa, and Shasi Neko, Isu Sekatiado Tatami Bong or Tayo Rin, Pawe, Nasi Yakuan Jado, Tatami Yautang, or Naito, Uroshimia Piai, Aumeto Umshine, Jesus of Bongo, Namado, Chimoto Tetane, Sele, Tatim Dong, Uromia Piai, Ludo Dai, Wamio Shuna, Chimoto. Ateta na yele teti isia doma isi sin sa le sum kuro shin kuro dai konsule bong chin pe lo pa mi dong kwa mi no ke ten shin pe do shu pai na ma no ku mi tu le to de swa su tong ke ko se ka cha pa ya
လုံးကိုအပြီးရွှေ့တင်စင်ပါဆိုပြီးမှဘုဆိုပထမဒီစက်ချာပါလေဒီလိုတော့လာနလာတိုင်းတိုင်းတောင်းစက်ကသူစားအားဆိုပြီးမှပြင်ဆင်ထားတဲ့ Hymn Festival ဒီမှာတစ်ချင်းအချင်းကြီးမကူကိုချင်းပွဲတော့ဒီနေ့ရမှာဒီစီကာကတဲ့နေနေနဲ့ရပါရတော့ဒီဖြစ်ပါတယ်ဒီလိုတိုင်းဟာလာပါကမင်္ဂလာပေါင်းတဲ့ပြည့်စုံတဲ့ဒီရဲ့ကာလကိုအချိန်အခါကောင်းမှုပြင်ဆင်ပေးနာတော်မူသောဘုရားရှိရဲ့ကျေးဇူးတော်ကိုမှန်ပါတယ်ခုချိန်မှာဒီညကျွန်တော်ဘုရားရှိကိုချီးမွမ်းတဲ့နေရာမှာဘုဆောင်တော်တဲ့ကျွန်တော်ရဲ့ခေါ်ရာ groups များကိုဘုဆောင်မှာno CBC Chain Baptist Church choir member များနဲ့ music band များရှိတဲ့နေရာကနေမတ်တက်တဲ့ပေးစီလိုပါတယ်အားလုံးလည်းကိုဒီချန်တင်ကြိုဆိုကြရအောင်ဒီချန်ပါတယ်ဒီ Baptist Church choir နဲ့ music band များရှိတဲ့နေရာကနေမတ်တက်ရပေးပါအားလုံးလည်းကိုဒီချန်တင်ကြိုဆိုကြရအောင်DCC တဲ့ Christian College choir member များရှိတဲ့နေရာကနေမတ်တက်ရပေးပါအားလုံးလည်းကိုဒီချင်တဲ့ဒီကနေမှာကျွန်တော် special item အနေနဲ့သောလူ opera တစ်ချင်းဆိုပြီး Miss Grace လို့ဆိုကြရအောင်သူချာဆုံးနဲ့အရေးကြီးဆုံးတစ်ချင်းဆိုမဲ့အဖွဲ့ကတော့ပရိသတ်ဖြစ်ပါတယ်အားလုံးပရိသတ်ပြီးရှိတဲ့နေရာကနေမတ်တက်ရပေးပါအားလုံးသူဆိုကြရအောင်ပရိသတ်ကျေးဇူးတင်ပါတယ်ဒီနေ့ကျွန်တော်ပြောပြဖို့တက်တက်လာတော့ပါဘူးအားလုံးဘုရားရှင်ကိုချီးမွမ်းဖို့ရောက်ရှိတာကြီးဖြစ်ပါတယ်အဲဒါကြောင့်ပရိသတ်အနေနဲ့လည်းပဲအားရပါရဒီစုချီးမွမ်းဖို့ပဲထပ်မံဖိတ်ခေါ်ပါတယ် And I would like to extend my greetings and welcome to our international friends. Tonight our hymn festival is very international. So we are very happy to welcome our friends from Singapore. Is Miss Dr. Jin, Mr. Allen, and Pastor Alec please rise up so that we can welcome you. This is the Mare. The Majan Satema Israel with you, Diga. Peace let the Chimiosa to the Salanema and Yashivare. Hey, the Chimiosa General Yaitema, Tika Abtino, Thanksgiving Psalms, Jesus or Chimone Chidishivare. To near the Gabe, when they say that when they come, peace let laments or complain psalms. The Dati the Chindi there, Diabali. Loshi, the Aya Ludo, the Yashima, the other thing you in a good in some way, wisdom psalms. The Yashima, so the city there, Shivare. To the Gombe, this comes to the map, a your time map, you concentrate, city there, Shivare. Any tema, I eat is of the quarrel. Hymns divine. Digani chalo hymns festival lo kyo kama hymns sura ka pale sura tidu le ichi bane. Salan chen ta ka piya de hymns de ka tong bai chat tha lo piya. Pathama ta bai ma phaya thakhin ku aya paya wan da ne chi mwan mu de phit kho de sa ta lo piya bane. Dutiya achat ma sa thu apai ma ဘာကြောင့်ဘုရားသခင်ကိုချီးမွမ်းရမလဲဘုရားသခင်ကိုချီးမွမ်းရတဲ့အကြောင်းရင်းကိုပေါ်ပြတယ်ပထမအကြောင်းရင်းကတော့ဘုရားသခင်ဒီဟန်ဆင်းရှင်ဖြစ်တယ်ဘုရားသခင်ဒီအေဂျင့်ရှင်ဖြစ်တယ်ဘုရားသခင်ဒီအရာခတ်တဲ့ပုံစံသောအရှင်ဖြစ်တယ်ဒါကြောင့်တခြားအကြောင်းအရင်းကို
ဘုရားခင်ရဲ့တည်ချင်းကိုချီးမွမ်းထိုက်တယ်ဆိုတဲ့အကြောင်းပြောပါတယ်ဒုတိယပိုင်းမှာသူ့ရဲ့ဂရုဏာတော်သူ့ရဲ့မေတ္တာတော်ဟာအစဉ်မြဲတည်တဲ့အကြောင်းလည်းပဲထပ်ခါပေါ်ပြပြီးမှချီးမွမ်းဖို့အတွက်ဖိတ်ခေါ်ပါတယ်နောက်ဆုံးအပိုင်းမှာဆိုရှင်ဘုရားရှင်ကိုအာရပါရဝန္တာစွာရွှင်လန်းစွာတည်ဆုံချီးမွမ်းဖို့အတွက်ထပ်မဖိတ်ခေါ်ခြင်းနဲ့ဒီဟင်းတစ်ချင်းကိုဆုံးသက်တာပြရပါတယ်ဒါဟာစာလံကျမ်းစာထဲမှာကျွန်တော်တွေ့ရတယ်ဟင်းအမျိုးအစားဖြစ်ပါတယ်သူလေး၎င်းပဲဓမ္မတစ်ကျမ်းကိုကြည့်တဲ့အခါမှာလည်းပဲဓမ္မတစ်ထဲမှာလည်းပဲစာလံတစ်ချင်းနဲ့တော်၎င်းဓမ္မတစ်ချင်းအမျိုးမျိုးဆိုပြီးမှဘုရားတကယ်ရဲ့တင်းတော်ဒီဘွားကိုတူဘွားကိုရှင်းတမ်းဖို့အတွက်အားပေးတဲ့အကြောင်းအရာတွေတွေ့ရပါတယ်အဲ့ဖက်အခန်းကြီးကငွေဆက်ခုမှာစာလံတစ်ချင်းမှာစတော့ဓမ္မတစ်ချင်းအမျိုးမျိုးတို့ကိုအချင်းချင်းပြောဆိုရွတ်ဖိုက်လေနုညင်တော်စိတ်နှလုံးနဲ့တခင်ဘုရားရှိတော်၌ကျိုးအေး၍တချင်းဆိုကြလောဆိုဒီမှာရှင်းဖို့လို့ရေးသားထားပါတယ်ကျွန်တော်ရဲ့အသင်းတော်ရဲ့တမိုင်းကိုကြည့်တဲ့အခါမှာလည်းပဲကျွန်တော်အသင်းတော်ဖခင်ကြီးရဲ့အချိန်မှာတော့၎င်းအလေခက်ကျွန်တော်Thomas Aquinas ကိုခေါ်တဲ့ကျွန်တော်ရဲ့ကြီးအမနာကကြီးတဲ့ကြီးမားတဲ့ဒီ theologians တွေကလည်းပဲဘုရားတခင်ကိုချီးမွမ်းခြင်းတစ်ချင်းဆိုမှအတွက်သူတို့ရဲ့ theology နဲ့လည်းကွာဓမ္မတစ်ချင်းတို့ကဝါခိုင်းပါတယ်ဓမ္မတစ်ချင်းအားဖြင့်ဘုရားရဲ့နာမကိုထင်ရှားဖို့အတွက်သူတို့က theology ကိုပြုလုပ်တာပြရပါတယ်သူတွေလည်းကောင်းပဲပြုတ်တယ်ပြောင်းလဲခြင်းအချိန်ခါမှာ reformers ဖြစ်တဲ့တွင်ကြီးတို့မာတင်လူတာတို့ကလည်းပဲဓမ္မတစ်ချင်းကိုသူတို့ရဲ့ Christian teaching ပြန်ယုံကြည်ခြင်းကိုပြီးမှခိုင်မာအောင်ခိုင်မြဲအောင်အသေးတော်ကြီးထွားရှင်တာအောင်ဓမ္မတစ်ချင်းများကိုဆက်စုပြီးမှဒီစုချင်းမွန်တာပဲပြရပါတယ်အလေခက်ရဲ့ခက်တောင်းကာလလို့ခေါ်တဲ့ဒီခက်အစမှလည်းပဲသူတို့ Isaac Watts ဆိုတဲ့သူတို့ရဲ့ဒီဆရာကြီးကဓမ္မဟောင်းတဲ့ကစာရန်တစ်ချင်းတွေမဟုတ်တော့ဘဲနဲ့ဓမ္မတစ်ထဲကနေယုံကြည်ခြင်းနဲ့ပတ်သက်၍ဓမ္မတစ်ကိုအခြေခံပြီးမှဓမ္မဒီတစ်ချင်းများကိုရေးသားတာတွေ့ရပါတယ်သူတွေလည်းကောင်းပဲသူ့ရဲ့နောက်မှာ Wesley Brothers ဖြစ်တဲ့ John Wesley နဲ့ Charles Wesley ကလည်းပဲဓမ္မတစ် New Testament ကိုအခြေခံပြီးမှဓမ္မတစ်ချင်းများစွာရေးသားပြုစုပြီးမှဒီဥယောဘတစ်ခုလုံးမှာမူကြခြင်းပေးဆောင်နိုင်ခဲ့တာပို့ဆောင်နိုင်ခဲ့တာတွေ့ရပါတယ်ဒါကြောင့်အသင်းတော်ရဲ့တမိုင်းကျမ်းစာရဲ့အခြေခံတော်လည်းကောင်းအသင်းတော်ရဲ့တမိုင်းအားလုံးကြည့်တဲ့အခါမှာဓမ္မတခြင်းယေရှုချင်းမချင်းပြီးအသင်းတော်ရဲ့ရှင်သန်ခြင်းဘုရားသခင်ရဲ့နာမကိုသင်ရှားခြင်းဖြစ်တဲ့အကြောင်းဘုရားသခင်ရဲ့နိုင်ငံတော်တာ၍ခြေပြင်းခြင်းဖြစ်တဲ့အကြောင်းကိုကျွန်တော်တက်တည်တယ်ကပြောပြစွာပြရပါတယ်ဒါကြောင့်ဒီကနေ့ကျွန်တော်တို့ Christian College အနေနဲ့တော့ကောင်း DDCY CBC ခေါ်ရတဲ့ဘူပေါင်းပြီးမှဒီကဲတော့ Film Festival တင်ပါပြုလို့ရခြင်းဒီဘုရားသခင်ရဲ့ကြီးမြတ်ခြင်းဘုရားသခင်ရဲ့အေဂျင်ခြင်းဘုရားသခင်ရဲ့မေတ္တာကရုဏာကိုသူတို့ကချီးမွမ်းပြီးမှဘုရားကိုချီးမွမ်းတဲ့အခါမှာကျွန်တော်ရဲ့နှလုံးသားထဲမှာရှိတဲ့ဒုက္ခကျွန်တော်ရဲ့နှလုံးသားထဲမှာနေရာယူထားတဲ့လောဘဒေါသမောဟညာပြုတ်ကွယ်သွားပြီးမှဘုရားရဲ့ချစ်ချင်းမြတ်တာလူတွေလာမှာကျွန်တော်တို့လုံးသားမှာစီးစင်းလာပါတယ်မြန်မာနိုင်ငံနဲ့ငြိမ်သက်ခြင်းဝမ်းမြောက်ခြင်းနဲ့ကြည်တင်ခြင်းပုံမှုမှာပြည့်စုံစေရန်ဒီရဒီမှာသင်ပါပြုလို့ရခြင်းဖြစ်ပါတယ်ဒါကြောင့်အတိတ်တခါနောက်တစ်ခါပရိသတ်အားလုံးကျွန်တော်ဒီဝတ်ပြုဝတ်ခြင်းဓမ္မတခြင်းပြည့်စုံခြင်းအဖြစ်ဆက်လက်ပါဝင်ผู้ရန်တွေဖိတ်ခေါ်ရင်းနဲ့ကျွန်တော်ရဲ့ greetings ဒီကုန်းချုပ်ပါတယ်။ရောက်စီတဲ့ဖျားရှင်ကောင်းခြင်းပေးပါစေ။
3လ4လ6လလို့ကျင်တာနော်ဒီမှာရှိတဲ့ဖွဲ့တွေကျွန်တော်တို့6စက္ကန့်6စက္ကန့်နဲ့နေမယ်နော်တကယ်တော့6လောက်ကျင်အောင် Okay. Glory be to God on high. Glory be to God on high. Glory be to God on high. Okay. Glory be to God on high. Glory be to God on high. God on high. Glory be to God on high. 3 and Glory be to God on high. Okay. ဖျားခင်ဘုံကြီးပါစေလို့ဒီပြရပါတယ်။ကျွန်တော်မျက်နှာနဲ့ပြရအောင်။ဟုတ်နော်။ကျွန်တော်ဖျားခင်ဘုံကြီးလို့မျက်နှာလေးနဲ့ရှင်းပါအောင်။ဟုတ်နော်။စအားလုံးဖျားခင်ဘုံကြီးပါစေ။ Glory be to God on high. 1 2 3 Glory be to God on high. အဲ့ဒါဆိုကြည့်နေပါမယ်။ဟုတ်နော်။ကျွန်တော်ဒီပြရစားကြတာ။I'm going to say it again, no? So, any attention on that, no? Okay, good. We do 3 and Glory be to God on high. Generally, didn't see that. You show for a sentiment, no? So, the great of the Lord, they didn't jump, no? So, let them let them to the ancient, no? Right, no? So, let them to let them, so let them, Glory be to God on high, no? Ready? Yes. Glory to God. Glory be to God. Okay, choose a young. My heart is steadfast to you, O God. Glory be to God on high. I will sing praises, Lord, with my soul. Glory be to God on high. For the loving kindness is great above the heavens, and thy truth reaches to the sky. Oh, exalted, O
ပိုင်းချတာမြိုက်တော့ ဒီနေ့နေအားလုံးကိုပြောချင်ပါတယ်။ဘာတွေ့လဲဆိုတော့ဆုတောင်းဖို့ပဲဆိုတော့ဒီနေ့ဆုတောင်းမှာကျွန်တော်ဘာပြောဆုတောင်းမြန်မာပြောဆုတောင်းဘယ်လိုဆုတောင်းလဲဆိုတော့ကျွန်တော်တို့ကိုယ်တိုင်နဲ့ကျွန်တော်ရဲ့မိသားစုပြောဆုတောင်းပါကျွန်တော်2016စလာခဲ့တဲ့ဇန်နဝါရီစတော့ညီမကျွန်တော်ကျူဆိုတာတာရှော့ကျွန်တော်လာတယ်2016ကျွန်တော်ကျူဆိုတာပြီးတဲ့အခါကျွန်တော်အားကျမှန်တဲ့ကျူလာလာတယ်ဒါပေမဲ့ဒီလာနာလာ6လ9လ10လ9လဥစ္စာဘာသာပါလဲ7လဒီနေ့ကျွန်တော်ရဲ့အားတွေပြီးနေရောတော့ကျွန်တော်ပြဿနာမှာတော့ကျွန်တော်တို့ဒီနေ့တော့ကျန်းစာကိုလည်းခောက်ခံတယ်ဒီနေ့မှာတော့ဒီကောင်းတော့ရှားနေကြတဲ့ကျွန်တော်တို့လည်းလုပ်ရမယ်ဆိုတော့အားတွေတင်းခဲ့တော့ရတယ်ဘာလို့လဲကျွန်တော်ရဲ့ပတ်ဝန်းကျင်အချင်းချင်းတော့ကျွန်တော်အမျိုးဆွဲချသွားတော့ကျွန်တော်ဒီနေ့ကိုယ့်တာဂက်နဲ့နိုင်တဲ့ချင်းများရှိပါတယ်ဒီနေ့ဒီမှာကျွန်တော်လည်းအားလုံးဒီအတမချပါဘူးဘာမှအတမချဘူးအားလုံးစရလို့အားလုံးဒီစတောင်းဒီလိုစတောင်းလဲစတော့အဲ့လိုပါပြီကိုယ်ကရေးစတောင်းပါကျွန်တော်လုပ်ပါလေဆိုပြီးတော့ဖြားထားပါလေဒီတစ်ခါလေးကတ္တဝဆာဖြစ်မှာဖြစ်မယ်ကိုယ့်ရဲ့လုပ်ငန်းခွင်မှာတော့ကိုယ့်အကြောင်းမှာတော့ကိုယ့်တကယ်ချင်းတွေကြားထဲမှာတော့ဒီကိုယ်အစကလေးရဲ့ပြင်စနာချင်းရဲ့ဒီကနေ့ကျတော့ကျွန်တော်တို့နဲ့ကျွန်တော်တို့ဒီကိုယ်ကိုယ်ဖြားနေအဆက်ပြတ်နေဒီနေ့ကဏ္ဍတိုင်းမှာအစကလေးအားလုံးအချုပ်တော်ပါဆိုတော့ spiritual ဘာရှိပါလဲဒီနေ့ကျွန်တော်တို့ရဲ့ဖြားနေတဲ့အဆက်မှန်တဲ့အဆက်တွေမှန်တဲ့ဒီသားသမီးတယောက်ကနေရာကမျက်နှာပေါ်လာနေနေရာကမှဖြားပြန်လာပြန်ပြီးတယ်ပိတ်နေတဲ့ကားမှာပြန်တော့ပိတ်စီဒါပေမဲ့ကျွန်တော်တို့ကတော့တော်များပါတယ်အစကလေးကိုအားလုံးတော့ကြောင်းရတယ်ဆိုတော့ကျွန်တော်တို့နဲ့ကျွန်တော်တို့ဖန်ဆင်းခဲ့တဲ့ဘုရားကျွန်တော်တို့ကယ်တင်ခဲ့တဲ့ဘုရားဒီဓာတ်မှာ relationship ဆက်လက်ပြန်ပေါ်နေကျမ်းမှာပတ်တော်ချပါပြီစုမတော်တဲ့တော်ချပါပြီအချင်းဝေယူခဲ့တာတော်ချပါပြီဘာဖြစ်အောင်လဲဒါမှကိုမိသားစုတွေမှာတရားဝိရစီတော်တွေဘယ်လိုမှမချနိုင်ဘူးခါလေးဒီကျွန်တော်တို့ဒီကောမန်ရီတိုင်းတဲ့ဘာသာလို့တခြားနေတော့ဒီအဝိဂီမစ်ရှင်လုပ်ချင်ပါလားကျွန်တော်ရဲ့အခန်းကျမှာရှိတဲ့ကျွန်တော်သားတွေကျွန်တော်တို့ဒီအတွက်ကျွန်တော်ရဲ့အကူတွေကျွန်တော်ရဲ့အမတွေဘာမှနဲ့ကြိုင်မနှိုးတော့မှအားရှိချင်တာဒီမှာအနွယ်ပူတာကိုပုံပိုက်တယ်ဒီချက်အားနိုင်တော့ပါဒီမနေ့မှာဒီလိုရှိတဲ့ကိုကြီးမှာကိုရဲ့အကူကိုရဲ့အမိကိုရဲ့အဖေအခန်းကျမှာပါတော့မှာမနေ့စတော့ဒီနေ့ဒီသားစုမှာဖြစ်တဲ့အကြောင်းများဒီနေ့ကိုတိဆုံးဖြစ်မှာအဲ့ဒီအပြင်စင်ကြင်တော့နည်းနည်းကျွန်တော်ကရှားပြီးတော့ဘယ်သူမှမဖြစ်တော့ကျွန်တော်တို့ဒီကဲတင်တဲ့နာမလောကမှာဒီလိုရှိတယ်ဘယ်သူနာမလဲယေရှုပါရှိပါတယ်အဲ့နာမကိုကျွန်တော်ခေါ်ရအောင်ယေရှုယေရှု
ယူရဲ့ယေရှုခရစ်ကိုချစ်ခြင်းယူရဲ့လောကမှာများကြောင်းတဲ့ခြင်းဖြစ်ပါတယ်။ဒီနေ့ကျွန်တော်တို့ခရစ်တော်တော်ပြီး2016ဇန်နဝါရီလစလို့ဒီနိုဝင်ဘာလထိကျွန်တော်ကြုံလာတဲ့အားလုံးပါဒီမှာရှိတဲ့သားသမီးတွေအဲ့တော့ရှင်မနေခြင်းနဲ့ကောင်းပေတယ်ကောင်းပါအခြေအနေအများကြီးကိုလိုချင်တဲ့အခြေအနေတွေအများကြီးကြုံပါကိုဒီမနေ့မျိုးရဲ့အခြေအနေအများကြီးကြုံပါဒါပေမဲ့အဲ့ဒါမှာဖျားပြင်ကျွန်တော်တို့ကပြုတဲ့အရာတတိယကျွန်တော်နားမလည်ကြတယ်အမြဲတမ်းကောင်းပါတယ်ဝိညာဉ်ကောင်းပါတယ်အဲ့ဒီအခြေအနေတွေကကျွန်တော်မှားရအောင်Jesus loved me this I know the Bible tell me so အဲ့ဒီမှာကျမ်းစာအရကျွန်တော်တို့ဒီနေ့တွင်တင်ထားတဲ့အကယ်ဒမီတာနဲ့ချက်ဆိုတာအခြေအနေပေါ်မဟုတ်ဘူးကျွန်တော်တို့ဘယ်ကလေးချက်လဲဆိုတော့ငါတို့ဒီအဖြစ်ရှိစင်တယ်ဘယ်ချိန်ကလဲအဖြစ်ရှိတဲ့အချိန်ကကျွန်တော်ချက်တာဆိုခရစ်တော်မှာကျွန်တော်ရှောင်းလန်းနေတယ်ကျွန်တော်ပြောမှဆိုမှပြီးတဲ့အရာရှိပါတယ်ဆိုအဲ့ဒီအရာလေးကျွန်တော်တို့အတ္တတော်မှာလဲဆိုတော့ guilty ဖြစ်စေတယ်ကျွန်တော်ဒီလွတ်မြောက်မှုဖြစ်စေတယ်ကေရှုမှာတော့ဒီချက်တယ်ဆိုတဲ့မြတ်တာပြန်တန်တရားဝင်ခြင်းတယ်ဒီတိမ်မှတ်တယ်ပေးခြင်းတယ်တန်တရားဘယ်တော့မှမလာဘူး
ကျွန်တော်တို့ဒီကေရှုချစ်တဲ့မေတ္တာ unconditional အခြေအနေပေါ်မှာလုံးဝပြီးပါဒီချစ်ကျွန်တော်ပြောတယ်ငယ်တော့ဆက်ချင်ပြောချင်ပါမယ်အားရပါရနေယေရှုကိုချစ်တာဘာကြောင့်မို့သူချစ်ချင်လို့ချစ်တာသူကိုယ်တိုင်ကချစ်ချင်တဲ့တိုင်ကြားတယ်ဧကရာဖြန့်ချက်ဆိုရင်ဒီတော့တွေ့ကြရအောင်
ဒီဆိုပါချူတော့ဒီကြဒီဘုရားရှင်ကြီးစွာကိုဘယ်လိုချီးမွမ်းရလဲကိုဒီစီပြီးတဲ့ဘုရားရှင်ကြီးစွာကိုချီးမွမ်းရဟာလေလုယာဟာလေလုယာတို့ကတရားတော်အားဖြင့်ကျွန်တော်တို့ဆက်မောင်းလေးခေါ်အားယူကြဖို့ရဖြစ်ပါတယ်။ရှင်တော်ဘုရားတော်ဘုရားကဘယ်လောက်အထိကျွန်တော်တို့ဆွဲခေါ်မလဲတော့မသိဘူး။ဘုရားနာလည်းပဲကျွန်တော်တို့ဆက်လက်ပြီးတော့ခေါ်အားယူကြဖို့ဖြစ်ပါတယ်။သမာကျမ်းစာဖတ်လို့ပါတယ်။ရှင်တို့ကပြုဝင်ရခန်းကြီးကြီးငယ်40မှာ6ကနေပြီးတော့ကျွန်တော်တို့55အထိဖတ်လို့ပါတယ်။မာရိကလည်းငါစိတ်နှလုံးကြီးထာဝရဘုရားကိုချီးမွမ်း၏ငါကိုကယ်တင်တော်မူသောအရှင်ဘုရားသခင်ကိုမြည်ပြု၍ငါဝိညာဉ်သည်ရှင်လန်းခြင်းရှိအကြောင်းမူကားမိမိကျွန်မ၏နှိမ့်ချသောအပြစ်ကိုကြည့်ရှုတော်မူ၏နောင်ကာလ၌ကသိမ်းသောလူအစဉ်ဆက်တို့သည်ငါကိုမင်္ဂလာရှိသောသူဟူ၍ခေါ်ကြသည်တကောနှင့်ပြည့်စုံတော်မူသောဘုရားသည်အံ့ဖွယ်သောခြေဆုတော်ကိုငါအားပြုတော်မူထိုဘုရား၏နာမတော်သည်ရိုသေဝဲဖြစ်တော်မူထာဝရဘုရားကိုကြောက်ရွံ့သောလူတို့သည်တနာတော်မူခြင်းကျေးဇူးကိုအစဉ်မပြတ်ခံစားကြ၏လက်ယုံတော်အားဖြင့်တကောကိုပြတော်မူမာနထောင်တော်သောသူတို့ကိုကွဲလွတ်စီတော်မူဘုရင်တို့ကိုရာဇနေပေါ်မှချ၍နှိမ့်ချတော်သူတို့ကိုချီးမြှောက်တော်မူငါမတော်သူတို့ကိုကောင်းမွန်စွာကျွေးမွေးရတတ်သောလူကိုလက်ချီလွတ်လိုက်တော်မူငါတို့ဘိုးဘီများတို့အားပြာတိဖေးချတော်မူခြင်းနှင့်အာဗြဟံမှစတော်ဝိမျိုးနွယ်အားတနာခြင်းဂျေဇုကိုအစဉ်မြဲပြုခြင်းကတတိထား၍မိမိကြောင့်ဣသေလကိုမဆာတော်မူ၏ဆို၏ဒီကဲလို့ဒါရှင်တို့ဘာတရားတော်ကိုပြန်လေပြီးတော့ဝင်ငါခွင့်ပေးတယ်သက်ရှင်တော်မူသောကျွန်တော်တို့ဘိုးကွယ်တဲ့ဘုရားရှင်ရဲ့ကြီးတော်ကိုရှိသောချီးမွမ်းပါတယ်ဆက်လက်ပြီးတော့ကျွန်တော်တို့ဤကဲ့သို့အချိန်ပေးတယ်ကျွန်တော်တို့ TCC ကျွန်တော်ကြောင်းကြီးရဲ့လူကတောင်းရှိရဲ့ဆရာမများဒီအသေးတော်မှာတောင်းရှိရဲ့သေုံဆရာတော်ကြီးရဲ့လူကကျွန်တော်ဓမ္မမှုတော်ဆောင်များအားလုံးသူကျေးဇူးတင်ရှိတဲ့အကြောင်းကျွန်တော်ဒီနေ့ပေါ်ပြလိုပါတယ်ကျွန်တော်ဒီတမန်ကျမ်းစာလေးကိုကျွန်တော်ဆင်ခြင်တဲ့အခါမှာရှင်တို့ကပြုမကြခန်းကြီးတိနေ46ကနေ55ကိုကျွန်တော်ကြည့်တဲ့အခါကောင်းကြီးမင်္ဂလာခံစားရတဲ့အပြုကညာမာရိရဲ့ဓမ္မဒီဝိရှိယခြင်းတွေဖြစ်ပါတယ်။ဘာလို့ရှင်လူကထဲမှာပြုမကြမ်းထဲမှာဒီလိုမျိုးဓမ္မဒီရှိနေရတာလဲဆိုတာမေးခွန်းမေးစရာအကြောင်းရှိတယ်။ကျွန်တော်တို့တမန်ကျမ်းစာကိုကြည့်တဲ့အခါမှာစာလံကျမ်းထဲမှာပဲကျွန်တော်ချီးမွမ်းခြင်းအကြောင်းတွေအများကြီးပါတယ်လို့ကျွန်တော်အများကြီးသင်ခဲ့ကြဘူးလေနားလည်ခဲ့ကြဘူးလေတိုးတော်များလည်းဒီရှင်လုကာအဲ့ဒါကထူးခြားတဲ့ခရစ်ဝင်ကျမ်းဖြစ်တယ်ဆိုတာကိုကျွန်တော်တို့တွေ့ရှိရရှင်လုကာကိုကျွန်တော်ကြည့်တဲ့အခါမှာခရစ်ဝင်ကျမ်းများအနေဖိုက်ရှုတဲ့အခါမှာအင်တာမနားလည်ရလွယ်ကူတဲ့ပုံစံမျိုးနဲ့ပြင်ပြထားတာကိုကျွန်တော်တို့တွေ့ရှိရလို့ကျွန်တော်လူမျိုးစုအတွက်ကျူးလူမျိုးတို့အတွက်ထဲမကဒီမှာလုံးပါရှိတဲ့လူသားအားလုံးအတွက်ရေးဖွဲ့ချားတဲ့ခရစ်ဝင်ကျမ်းဖြစ်တယ်ဆိုတာကိုကျွန်တော်အားလုံးကနားလည်ထားကြပြီလားဖြစ်ပါဓမ္မပညာရှင်များကဘာပြောကြတယ်ဆိုလို့ရှိလုကာကိုသူတို့ကဆူတောင်းခြင်းရဲ့ခရစ်ဝင်ကျမ်းလို့လည်းပြောကြတယ်နောက်တော့ရှင်လုကာကိုသူတို့ဘယ်လိုပြန်ပြီးတော့ခေါ်ကြတယ်ဆိုလို့ရှိအမျိုးသမီးများဤခရစ်ဝင်ကျမ်းဆိုပြီးတော့လေပြန်လည်းပြီးတော့ပေါ်ပြထားတာကျွန်တော်တွေ့ရလို့ရှင်လုကာရှင်းမွားခြင်းခရစ်ဝင်ကျမ်းဆိုပြီးတော့လေတင်စားပေါ်ကြတာကိုလေကျွန်တော်တို့တွေ့ရှိရမှာဖြစ်ပါတယ်။နောက်ခုနလည်းကျွန်တော်ပြောတယ်အများနဲ့ဆိုင်တဲ့ခရစ်ဝင်ကျမ်းဆိုပြီးတော့ဓမ္မပညာရှင်များကတော့သမှုထားကြတာကိုကျွန်တော်တို့တွေ့ရှိရမှာဖြစ်ပါတယ်။ဒါကြောင့်ရှင်လုကာကိုကျွန်တော်တို့ရှင်းမွားခြင်းရဲ့ခရစ်ဝင်ကျမ်းလို့ဒီညကျွန်တော်တို့ဘောမှာဖြစ်ပါတယ်။ဓမ္မသစ်ကျမ်းကိုကျွန်တော်ကြည့်တဲ့အခါမှာအားလုံးထဲမှာရှင်လုကာစာအုပ်မှာပဲချီးမွမ်းခြင်းဆိုတဲ့ဝါဟာရစကားစုကျွန်တော်တို့တွေ့ရှိရဖြစ်ပါတယ်။ခေတ်ဆက်ဆက်မှာဒီဆိုလာခဲ့တဲ့ကျွန်တော်တို့က
တော်ဝင်မြောက်တဲ့ဓမ္မသချင်းကြီးသုံးခုရှိပါတယ်အဲ့ဒီသုံးခုဟာဆိုလို့ရှိရင်ကျွန်တော်တို့ရှင်လူကပြုဝင်ချမ်းထဲမှာပဲကျွန်တော်တို့တွေ့ရှိရဖြစ်ပါတယ်လို့နောက်တစ်ကတော့ဗာလဲဆိုလို့ရှိရင်ခုနကျွန်တော်ပြောတဲ့ကျွန်တော်ဖတ်ကြားသွားတဲ့ magnificent အပြုကညာမာရိရဲ့ဓမ္မတီကိုဒါကတော့ကျွန်တော်ခုနကျွန်တော်ဖတ်ပြီးသားဖြစ်ပါတယ်နောက်ဒုတိယတစ်ခုကတော့ဗာလဲဆိုလို့ရှိရင် benedict das ဒါကတော့ဇာခရိရဲ့ prophet ညာဖြစ်ဟောပြောခြင်းဓမ္မတီဖြစ်နောက်ဒါတိယဓမ္မတီကတော့ဗာလဲဆိုလို့ရှိရင် the note Timothy's လို့ခေါ်တဲ့ရှုမောင်ရဲ့ကျေးဇူးတော်ချီးမွမ်းခြင်းဓမ္မတီဒီဓမ္မတီသုံးခုအမတန်မှပြင်ရန်ထဲမှာအမတန်မှနာမည်ကြီးတဲ့ဓမ္မတီသုံးခုပါဆိုလို့ရှိရင်ဒီရှင်လုကာထဲမှာရှိနေတဲ့အတွက်ကြောင့်ရှင်လုကာချီးမွမ်းခြင်းဉာဏ်လို့သူတို့အမိပေးခြင်းဖြစ်တယ်တွေ့ရှိရတို့ဒီညချီးမွမ်းခြင်းနဲ့တို့ကိုယ်ွယ်ကြတဲ့အခါမှာချီးမွမ်းခြင်းဟာဘုရားသခင်အတွက်တန်ဖိုးအရှိဆုံးသောအရာဖြစ်တယ်ဆိုတာကိုအချမ်းသာလို့ကြည့်တဲ့အခါမှာတွေ့ရှိရခြင်းဖြစ်ဒီည Hymn Festival တို့ပြုလုပ်တဲ့အခါမှာဘုရားသခင်အတွက်အမြင့်မြတ်ဆုံးသောပူဇော်ခြင်းကိုဒီကနေ့ကျွန်တော်တို့ပူဇော်နေကြခြင်းဖြစ်ပါတယ်။ရောက်စီတိုင်းဘုရားရှိခိုးပြီးပါစေ။တို့ရှင်လူကလေးမှာခုနကျွန်တော်ပေါ်ပြထားတဲ့အတိုင်းပဲအပြုကညာမာရိရဲ့ဓမ္မဒီလို့ဒီကနေ့ကျွန်တော်ပြောတဲ့အခါခုနလေးကျွန်တော်ပြောပြီးအသေးတော်မာအမနာမနာမည်ကြီးလာတဲ့ဒီသချင်းတပုတ်ဖြစ်တဲ့အကြောင်းအရာအောဝယ်ဓမ္မဒီတပုတ်ဆိုတဲ့အောင်းစီလေးတွေညကျွန်တော်တို့အားယူကြဖို့ရဖြစ်ပါတယ်သူကြီးကျွန်တော်ဓမ္မဟောင်းများကိုကျွန်တော်ကြည့်တဲ့အခါမှာဓမ္မရာဇဝင်ပထမဆုံးခန်းကြီး2နဲ့1ကနေ10ဒီကျွန်တော်ကြည့်တဲ့အခါအာနာရဲ့ချီးမွမ်းခြင်းနဲ့ဆက်ဆက်နေတဲ့ချီးမွမ်းခြင်းတစ်ခြင်းလေးဖြစ်တယ်ဆိုတာလေးကျွန်တော်နားလည်ရပါတယ်ကျွန်တော်တို့ Stanley Jones ဆိုတဲ့ဇာတ်ဆရာကြီးရှိပါတယ်1960ထဲမှာ8လောက်တုန်းကသူကဘာသာကိုရေးတယ်ဆိုလို့ရှိရင် Sound of the Saints ဆိုတဲ့စာအုပ်ကိုရေးပါတယ်အဲ့ဒီစာအုပ်ထဲမှာသူရေးတဲ့အကြောင်းအရာလေးတစ်ခုဘာလဲဆိုလို့ရှိရင်ပါလာရေးဟူဒီရဲ့လူတွေရဲ့ဘိန်းလို့ဆိုရိုးစကားရှိဖို့ညားတယ်ပဲအပြိုကညာစင်မာရိရဲ့ဓမ္မဒီဟာဆိုလို့ရှိရင်ဒီလောကမှာရှိတဲ့တော်လှန်ရေးအကြဆုံးဓမ္မဒီတပုတ်ဖြစ်တယ်ဆိုပြီးတော့ပြောပြတာတော့ခုနကျွန်တော်ဖတ်တဲ့ရှင်လောကလူကြံခန်းကြီးတိတ်ငယ်56ကနေတော့55ဒီကျွန်တော်ကြည့်တဲ့အခါတော်လှန်ရေး၃မျိုးကိုပြရအဲ့ဒီတော်လှန်ရေးအကြောင်းကိုဒီနေ့ဟောအားယူရင်းနဲ့ယေရှုခရစ်တော်မွေးဖွားလာမယ့်ချိန်ခါသမျှခရစ်တော်ကိုကြိုးဆိုကြဖို့ရဖြစ်ပါတယ်။နံပါတ်1တော်လှန်ရေးကတော့ဘာလဲဆိုလို့ရှိရင်အခန်းငယ်57ခါခွေးမှာရှိမာနထောင်လွှားသောသူတို့ကိုကွဲလွတ်စီတော်မူပြီးဒါကတော့ moral revolution ဖြစ်ပါတယ်။ကိုကြည့်တရားနဲ့ဆိုင်သောတော်လှန်ရေးဖြစ်ခင်ယေရှုခရစ်တော်ဒီလောကကိုချွတ်လာပြီးတော့မွေးဖွားလာရခြင်းရဲ့အကြောင်းရင်းဟာဆိုလို့ရှိရင်လူသားကျွန်တော်တို့အချင်းစာရိတ္တတွေပြည့်ပြားနေတဲ့သူတွေပြန်လေပြီးတော့တဲမှပေးဖို့ရန်အတွက်မွေးဖွားလာခြင်းနဲ့ဖြစ်ပါတယ်ဒီကနေ့ယုံကြည်သူများရဲ့ကိုကြည့်စာရိတ္တတွေဒီနေ့ပြန်လေပြီးတော့ကိုယ့်ကိုယ်ပြန်လေပြီးတော့စဉ်းစားရဘယ်အခြေအနေမှာရှိနေတယ်ဘယ်အဆင့်မှာရှိနေတယ်ကိုယ့်ကိုယ်သိဆုံးကြည့်တယ်ဒီနေ့ယုံကြည်သူတွေပြောတယ်ဓမ္မမှုတော်ဆောင်နေသိခါရောရဆရာတွေဒီကနေ့ကျွန်တော်ရဲ့ကိုကြည့်ကျွန်တော်ရဲ့ moral ဘိုင်းဆိုင်ဘုရားရဲ့ရှိမှာဘယ်အခြေအနေရှိဘုရားသနာအကြောင်းပြဤသနာအကြောင်းပြကျွန်တော်လုပ်နေရတဲ့ ministry ကျွန်တော်ဟောနေရတဲ့ဘုရားတင်နာကြီးဝေငှနေတဲ့တတိကောင်းတွေဘယ်အခြေအနေမှာရှိနေလဲဆိုတာပြန်လည်ပြီးတော့စဉ်းစားဖို့ဒီမှာအရေးကြီးပါ
နေ့ပထမဆုံးကတော့ကျွန်တော်ရဲ့ကိုချစ်တရားကိုချစ်သိက္ခာပြန်လည်ပြီးတော့တည့်မတ်ပေးဖို့ရန်အတွက်ယေရှုခရစ်တော်ဟာကြွလာခြင်းဖြစ်ပါတယ်နောက်တစ်ခုရှိပါသေးတယ်ကျွန်တော်မော်ရလို့ပြောတဲ့အခါမှာကျွန်တော်ယုံကြည်သူများကိုယုံကြည်တဲ့အခါမှာကျွန်တော်ရဲ့အချင်းချင်းမှာမာနလေးရှိပြောင်းလဲပြီးတဲ့သူကလည်းယေရှုခရစ်တော်ကိုမိမိရဲ့ကယ်တင်ရှင်ဖြစ်ယုံကြည်လက်ခံတဲ့သူကလည်းမလက်ခံသေးတဲ့လူလူကြီးရဲ့သူတယောက်ငရဲသွားတဲ့သူကောင်းကင်သွားတဲ့သူကြာဆိုလို့ရှိမာနရှိနေခြင်းဖြစ်ကိုမာနမရှိပါဘူးလို့ကျွန်တော်တို့ငြင်းနေကြပေါ်ညာလည်းပဲဝန်ခံနေကြပေါ်ညာလည်းပဲကိုမာနရှိနေကြကိုဖွဲချားနေရကြဖြစ်ဒီရာကိုတော်လှန်ဖို့ရန်အတွက်ခရစ်တော်ဟာဒီညမွေးဖွားလာတာဖြစ်တယ်ဒီနေ့ကျွန်တော်တို့အသိတော်တွေမှာယုံကြည်သူမိသားစုတွေမှာကျွန်တော်တို့ကိုယ်မှာရှိတဲ့မာနအသိနဲ့အသက်ရှင်နေကြတာဒင်းတော်တွေရောဝယ်စည်းတွေရောဒီပြည့်နေချင်းဒင်းတော်နေချင်းဒင်းတော်ပဲကျွန်တော်တို့ရရှိကအထူးရွေးကောက်ထားသလိုကျန်တဲ့အသိတော်လေးဒီသေးသေးလေးကြီးကြတော့ဘာမှမဟုတ်သလိုကျွန်တော်တို့ပြောကြဆိုကြထင်ကြတဲ့စဉ်းစားတဲ့အရာအားလုံးဒီလေးပဲဒီကနေ့ကျွန်တော်ရဲ့အသက်တာထဲမှာပြန်လည်ပြီးတော့စီကြည်ရမယ့်အရာဒီနေ့ခရစ်စမတ်အချိန်ခါကမြပါကျွန်တော်ပြုပြင်ရမယ့်မော်ရယ်ဘိုင်းဆိုင်ရာကျွန်တော်တော်လှန်ရမယ့်အရာဖြစ်တယ်ဆိုတာဘုရားအချက်ကြီးနဲ့ပေါ်ပြတယ်။အားကြောင့်လဲဆိုလို့ရှိရင်ဘုရားသခင်ကမာနကြီးတာကိုကြိုက်တယ်ဘုရားရှင်ဟုတ်ခုနပဲကျွန်တော်မာနထောင်လွှားသောသူတို့ကိုကွဲလွတ်စီတော်မူပြီးမာနထောင်လွှားနေခြင်းတို့စိတ်ဝင်တော်တာကျွန်တော်ရဲ့ကိုယ်ကြီးတရားကိုပြည့်ပြားနေတဲ့အရာပြန်လည်ပြီးတော့တဲ့မှာပြီးဘူးခရစ်တော်ကြွလာခြင်းဖြစ်ပါတယ်ကျွန်တော်တို့ဒီခါကရွာလေးမှာအောင်လေးတယောက်ရှိတယ်ကိုကျောင်းတက်ကြတော့ကျောင်းမှာမတမ်းမှသူစိတ်ဝင်စားတယ်ကောင်မလေးတယောက်ရှိအဲကောင်မလေးမိသားမှာပဲသူတော့ထိုင်နေကောင်မလေးနဲ့စကားပြောတယ်မတမ်းမှသူတော့ရှိတယ်ကောင်မလေးကိုလည်းဒီမှာတော့ချတိုင်အောင်စီလည်းရှိအဲ့လိုနဲ့လူရောက်သွားတဲ့ခါကျတော့မော်လေးမဲနေသူဟာဒီသိုးသွင်းတဲ့လမ်းကြောင်းလေးကိုမော်လေးမဲနေကွာရောက်ရှိသွားတယ်သူရဲ့လောကထေကိုရောက်ရှိတယ်အဲ့လိုနဲ့ပဲအဲ့ဒီမျိုးမှာကပိုင်နိုင်တာနောက်ပြီးတော့တခိုးတကူအနေနဲ့ဖြစ်ပါလိမ့်အဲ့ဒီမျိုးမှာချင်းလေးချက်စားတယ်သူခိုးတာဘယ်သူမှမသိဘူးဘာလူကောင်းလဲတနည်းကြတော့ဘွားကြီးတယောက်ရဲ့ပတ်စံအိမ်ကိုအလစ်တော့အေးစီပြေးပြီးတော့သူယူစီရတယ်ငွေကောင်းကောင်းယူတယ်ပြီးကောင်းကောင်းယူပြီးတော့တက်တိုင်အောက်မှာစီထိုင်ပြီးတော့အမောပြေနေတဲ့အချိန်ရွာမှာအင်မတန်မှသဘောကျခဲ့တဲ့ကောင်မလေးတယောက်ကမမျော်လင့်တဲ့သူ့ရှေ့မှာလမ်းလျှောက်လာတဲ့အခါကျတော့ချင်းချင်းပြလိုက်တယ်မလုံးမလဲဖြစ်ပြီးတော့သူ့ရဲ့ရှက်စိတ်ကြီးမွန်းလာပြီးတော့တကူလုံးအေးဆက်သွားတဲ့အချိန်ကိုခံစားပြီးတော့အဲ့ဒီမှာသူရေရွတ်မိလိုက်တဲ့စကားကတော့ပါလေဆိုလို့ရှိရင်ဘုရားရှင်ကျွန်တော်သိနိုင်သိချင်ပါလေဘုရားဆိုပြီးတော့အဲ့မှာဆုတောင်းလိုက်ပါတယ်သူ့ရဲ့ဖြစ်ချင်သူ့ရဲ့အခြေအနေသူ့နားလည်သွားခြင်းဖြစ်တယ်ဒီယေရှုခရစ်တော်လောကကိုကြွလာပြီးတော့မွေးဖွားလာရခြင်းအကြောင်းရင်းဒီမှာထိုင်နေကြတဲ့ကျွန်တော်တို့ညီကိုမောင်နှမအရောက်စီတိုင်းတို့ကကိုယ့်ကိုယ်သိဖို့ရန်အတွက်ခရစ်တော်ကြွလာခြင်းဖြစ်ပါလေဒုတိယတော်လိုင်းကြီးကတော့ဘာလဲဆိုလို့ရှိရင်ငယ်50နဲ့မှနှစ်မှရှိတယ်ဘုရင်တို့ကိုရာဇပလင်ပေါ်မှာခြိုက်ပြီးနှိမ့်ချသောသူတို့ကိုချင်းမြောက်တော်မူ
လောကဝယ်ချမ်းစီးရီနဲ့ပွဲစည်းထားတဲ့လောကဖြစ်ဒီနေရာမှာယေရှုခရစ်တော်ကြွဆင်းလာရခြင်းဝေပွဲလာရခြင်းအဆိုလို့ရှိ social revolution လူ့ဘဝဖြစ်ဖြစ်လူမှုတော်လှန်ရေးလုပ်ဖို့ရတဲ့လူ့ဘဝဖြစ်ဖြစ်ပါလေလောကမှာလူသားချင်းကျွန်တော်တို့ခွဲခြားမှုတွေပြုကြတယ်တောင်းနေမြောက်အရှိနဲ့နောက်မသိမသာလေးမခွဲခြားပါဘူးဆိုရင်တော့မှကိုယ်ညိုးနဲ့သူ့ညိုးနဲ့မတူမတန်ခွဲခြားမှုမသိစိတ်ထဲကရှိနေတယ်ဆိုတာအားလုံးမင်းခံကြခါကအမှန်တမ်းစင်းရဲနွမ်းပါတယ်ပညာတတ်မှုရှိတယ်ဒီနာမည်တော့ပါလေဆိုလို့ရှိရင် Moritas လို့ပြောတယ်အဲ့ Moritas ဆိုလို့ရှိရင်သူ့မှာအိမ်လည်းမရှိရှားလည်းမရှိဘာမှမရှိစိုးပြက်ဟောလာဒီတော့ဖျားတော့အီတလီနိုင်ငံမှာတော့ဖျားတော့ဘာလို့မှမသိတော့သူကရေယာပိုင်ဆိုင်မဲ့လေလွတ်တဲ့သူကြီးအတွက်တီးတဲ့စောက်ထားတဲ့ဈေးကိုရှိသေးတယ်အဲ့ဈေးကိုကိုတင်လိုက်ကြတယ်အဲ့ဈေးကိုတော့ပွားတဲ့ခါကျတော့ဆရာကိုကြီးကလည်းသူလောကအကြောင်းတော့ဒါဆိုကြရင်းနဲ့သူကတော့ဘာမလဲဘူးထင်ကြတော့ဘူးဘာမှမသိဘူးထင်ကြတော့တော့ကြဆိုကြဆွေးနွေးကြလက်ဒီပါစကားတွေဆွေးနွေးတော့ကြဆိုကြဒီစုပ်လို့ကောင်းတော့ဒီလိုရင်းရတယ်ကောင်းဘာမှတော့မဟုတ်ဘူးကျွန်တော်ရဲ့ဈေးဒီညာရဲ့စမ်းသပ်ဖို့အတွက်တော့ကျွန်တော်လုံးလိုက်ပေါင်းနေချင်ပါတယ်အင်းကြတိုင်းကြပေါ်ကြဆိုကြသူအကုန်နားလေနေတယ်သူအကုန်သိနေတယ်သူရဲ့ခွဲခြားမှုတွေကိုအကုန်သိနေတယ်နားလေနေတယ်အဲ့လိုဒါစကားကောင်းပြီးပေါ့သူတို့ပြောတဲ့လေယုံတွေသိအနေအထားကြည့်ကိုပြောလိုက်တဲ့စကားကတော့ပါလဲဆိုလို့ရှိရင်ခရစ်တော်ကျွန်တော်အတွက်အသေးခံခဲ့လို့ဘယ်သူတူတရားပုံညအစုပ်ပေါ်တန်ဖိုးနဲ့မပေါ်ကြပါနဲ့ဗျာဆိုတော့သူကဒီပေါ့ဘူကောင်းလေးကိုအဲ့စကားကိုပြန်ပြောခဲ့တယ်ဒီယေရှုခရစ်တော်မွေးဖွားလာရတဲ့အကြောင်းကအစီအတန်းကြီးကျွန်တော်တို့အထက်တန်းသားအောက်တန်းသားပညာရှိပညာနဲ့အထည်စင်းရသားအရာအားလုံးတော်လန်ပြည့်ဖို့ရအတွက်လုံးဝကြီးပြည့်ဖို့ရအတွက်ခရစ်တော်မွေးဖွားလာရခြင်းပဲဖြစ်ပါလေ။ဦးနဲ့ကိုနိုင်ခြင်းမှုဝဲဆောင်စီးထူခဲ့ဖို့ရအတွက်လူမှုရေးတော်လန်ရေးကိုပြုဖို့ရအတွက်ခရစ်တော်မွေးဖွားလာရခြင်းပဲဖြစ်ပါလေ။ဒါကြီးတော်လန်ရေးကတော့ဘာလဲဆိုလို့ရှိရင်50မှာ3ပါရှိတယ်။နတ်မတော်သူတို့ကိုကောင်းမွန်စွာကျွေး၍ရတတ်တော်သူတို့ကိုလက်ချီလွတ်လိုက်တော်မူ၏။တို့လက်ရှိခံစားနေရတယ်။ economic revolution စီးပွားရေးတော်လှန်ကိုဒီမှာရတဲ့သူကြီးကတော့ဒီနေ့မှာဘယ်နေရာမှာငါပိုက်ဆံကို300မလဲဆိုတာတော့မနှဲစဉ်းစားနေရတဲ့သူကြီးအများကြီးရှိတဲ့ထဲကနေပဲစံတပြီးတော့မှဝင်နိုင်တဲ့ကျွန်တော်တို့ဒီအားကြီးရှိတယ်ဒီခြားလေးမှာအသက်ရှိတဲ့ယုံကြည်သူများအနေနဲ့ကျွန်တော်တို့စားနိုင်ခြင်းဖြစ်ဖြစ်တောင်းနိုင်ခြင်းဖြစ်ဖြစ်မစားနိုင်ခြင်းဖြစ်ဖြစ်မတောင်းနိုင်ခြင်းဖြစ်ဖြစ်ကျွန်တော်ရဲ့အသက်တာရဲ့ပြည့်တော်ဘာလာတဲ့အချိန်ကဒီမြန်မာပြည်ကြီးမှာစီးပွားရေးဒေါ်လာရေးဆိုတာဘယ်တော့မှရေးကြည့်တယ်ဆိုတာဒီနေ့ခရစ်စမတ်ချိန်ခါမြတ်မှာကျွန်တော်ရေးကြည့်ပါစီးပွားရေးလို့ပြောတဲ့အခါမှာကျွန်တော်ကောင်းထဲမှာရှိတာကဘယ်တော့ညံ့မလဲဆိုတာစီးပွားရေးဆိုတာအနိနာခံရတဲ့အလုပ်ဆိုတာလည်းပဲတစ်ဆက်သေးပါကျွန်တော်စဉ်းစားဖို့လုပ်နေတယ်ခရစ်စမတ်အချိန်ကညမှာလက်ဆောင်ပဲရခြင်းနဲ့စိတ်ဓာတ်ကနေပြီးတော့လက်ဆောင်ဝေးခြင်းနဲ့စိတ်ထားမှုဒီကနေ့ဝေးရပါဖြစ်ပါတယ်ဒါမှခရစ်တော်ယူဆောင်လာတဲ့စီးပွားရေးတော်လှန်ရေးကိုကျွန်တော်လှုပ်ဆောင်ကြတဲ့သူများဖြစ်ပါတယ်ဒါပေမဲ့ဘေးနားစားနိုင်တယ်ခါရီကြကျွန်တော်စဉ်းစားတယ်ဒီလိုတွေမှာကျွန်တော်ချက်ချပြုတ်ကြတယ်စားကြတောက်ကြတယ်ပျော်ပါကြတယ်ခရစ်စမတ်ဘွယ်လုပ်ကြ။အိုး
နေ့မှဒီတစ်ခါမှစားရတာကောင်းကောင်းစားရအောင်ဟဲ့ဆိုတာကြည့်တော့ယေရှုခရစ်တော်ဝိပွားလာရခြင်းဟာဒီကနေ့ဒီတော်လှန်ရေး၃ခုလုပ်ဖို့ရအတွက်ခရစ်တော်ဝိပွားလာခြင်းဖြစ်တယ်ဒီကနေ့ကျွန်တော်ရဲ့အသက်တာထဲမှာကိုချင်းတရားတွေပြန်လဲပြုပြီးကိုရခရစ်တော်ဝိပွားလာခြင်းဖြစ်ကျွန်တော်ရဲ့လူမှုရေးပတ်ဝန်းကျင်မှာရှုပ်ရှက်ခတ်နေတဲ့အရာနားမလည်နိုင်တဲ့အရာရောက်တဲ့တရားအပြည့်မချတဲ့အရာတွေမပြင်းရှင်းသေးဒီဝေကာလပတ်လုံးမပြုတ်ပြင်းသေးဒီဝေကာလပတ်လုံးကျွန်တော်ရဲ့စီးပွားရေးအမြင်မချီပြင်းဒီဝေကာလပတ်လုံးတထေးဒီကိုပဲပြတ်ပါပြုတ်ပြီးတော့စီးရဲသားတွေကိုတော့ကြောပေးတဲ့အခြေရှိဒီဝေကာလပတ်လုံးခရစ်တော်ကျွန်တော်ရဲ့နှလုံးသားထဲမှာဝေပေါ်ဖို့ခက်ပါသေးတယ်။ဒါကြောင့်ခရစ်တော်ဝေပေါ်ဖို့ရတဲ့ဒီဒေါ်လာကြီး၃ခုစိတ်ထဲမှာပို့ထားပြီးတော့ဒီနေ့ခရစ်စမတ်ချိန်ခါညမီမိုရီရဲ့စိတ်လုံးသားပြင်ဆင်ပြီးတော့ခရစ်တော်ကိုကြိုးဆိုကြပါစို့လို့ပြန်လေတော့ပြောင်းပြီးလို့ပါလေတော့စီတိုင်းပေါ်မှာပြရှိတယ်မှာတကားပြောပါစေအာမင် ကျွန်တော်ဒီနေ့ဆိုတဲ့အခြေအနေကတော့လက်တံလို့ဖြစ်ပါတယ်ဖြေယေရှုလို့နာမည်ရပါတယ်ဖြေယေရှုဆိုတဲ့အဓိပ္ပာယ်ကတော့ merciful Lord ဖြစ်ပါတယ်ဒီနေ့သူကတော့ Andrew Bobos ဖြစ်ပါတယ်သူတရားရေးအချင်းအကြောင်းရင်းကသူ့မှာတကယ်ကိုဆိုးဆိုးရွားရွားအခြေအနေနှစ်ရက်ကိုကြုံခဲ့ရတယ်တစ်ခုကကြတော့ဒီသတင်းစာမှာ New York Times သတင်းစာမှာကိုဖတ်ရတာကမ္ဘောဒီးယားကောင်လေးတစ်ယောက်ကိုသူ့ရဲ့ညီမလေးကိုတပ်ဖို့ရန်အတွက်အတင်းစေခိုင်းခြင်းကိုခံရတယ်ပေါ့နော်အဲ့တစ်ချက်ရဲ့နောက်တစ်ချက်ကသူ့ကို interview တဲ့ဒီ Irish ဒီ interview ကိုတယောက်ကပေါ့နော်သူကအဲ့ interview တဲ့ဆရာဒီ journalist တယောက်ကအသက်ခံရဒီတစ်ခုကိုတွေ့ပြီးတဲ့အခါမှာသူဒီဟာကိုစင်ချင်းအားဖြင့်ပေါ့နော်ဖျားနဲ့ပို့ပြီးကြီးဆက်ခြင်းလားဖျားနဲ့အတူတူနေခြင်းလားဘဝမှာပို့ပြီးတော့ကောင်းတယ်ပြီးလို့ရှိရင်ဖျားကလည်းဘယ်သူမှကျမတို့ကိုငြိမ်းချမ်းခြင်းမပေးနိုင်ပါဘူးဆိုတဲ့အရာကိုဆိုသူရေးဆက်သွားတာဖြစ်တယ်။အချင်းကတော့ဖျားယေရှု merciful Lord ဖြစ်ပါတယ်။ဘုရားသခင်ကငြိမ်းချမ်းခြင်းရဲ့အရှင်ဖြစ်ပါတယ်။ထာဝရတည်မြဲတဲ့အရှင်ဖြစ်ပါတယ်။ဒီလောကကြီးမှာခံနေရတဲ့ဒီအပြစ်တွေကနေမင်းတို့နဲ့တယောက်တည်းသောသူကဘုရားတစ်ပါးတည်းတာဖြစ်ပါတယ်ဆိုတဲ့အကြောင်းကိုရေးဆက်ထားတဲ့ခြင်းဖြစ်ပါတယ်။
ရှိနေကျိုးလို့ဒီမှာပါဒီလာဘတ်အရရှာပါတယ်တကယ်ကိုတပုံမနေလေးချင်ရတယ်အာအနာမရှိပါလေကျွန်တော်တို့ဆက်တော့ခွာရတော့ချင်းဆိုနေပါတယ်ကိုရောသုံးလို့ဆိုမယ် What a friend we have in Jesus ဟာဒီနေ့မိတ်ဆွေရှိကြည့်ပေါ့ဒီမြန်မှာလည်းဆိုတော့ဉာဏ်ကောင်းခြင်းဖြစ်ပါတယ်အဲ့ဒီချင်းလေးကိုရေးတဲ့တီးစီတာပေါ့အရင်တို့မှာဝန်နေစီတာကောင်းတဲ့ background ရှိပါတယ်အဲ့ဒီ background မှာဆိုတော့အဲ့ဒီတီးစီတာကိုလည်းသူလက်ထက်မဲ့အမျိုးသမီးလက်ဖြန်လက်ထက်နဲ့ဆိုရင်ဒီနေ့လည်းမှာဆုံးသွားနောက်တစ်ခါမှလို့ပဲသူတက်တက်ပြည့်လက်ဖြန်လက်ထက်နဲ့ဒီလိုနေ့မှာအကြောင်းမျိုးကြောင့်တက်ဆုံးသွားတယ်ဆိုတော့သူလက်ခါတော့မှအဲ့ခံစားချက်ခံစားရတယ်အဲ့ဒါသူအဲ့ဒီမြို့ပေါ်မနေနိုင်တော့နောက်တစ်ခြားနေရာပြောင်းတယ်ခြားနေရာပြောင်းတော့အဲ့ဒီမှာသူ့မိဒီကိုနောက်ဖြစ်တော့သူ့အဖေကစာနိုင်ပြီး What a friend we have in Jesus အပြားလေးကိုအော်ကျွန်တော်ဒီမှာကောင်းဆုံးမှုရှိပါလေကျွန်တော်ဒီဒါမျိုးတွေခံစားတော့ကျွန်တော်ဒီပြားခင်ဟိတ်တိတ်ကလေးကျွန်တော်ကိုကောင်းဆုံးတဲ့ရှိတယ်ခေါင်းကြီးစကားတွေ့ရှိတယ်အဲ့ဒီစာတမ်းမှာကျွန်တော်ပေါ်စတဲ့ပေါ်စတဲ့ကတားတဲ့ကို What a friend we have in Jesus ဖြစ်လာပါလေဒီခါကျတော့ကျွန်တော်တောင်းနေပြီလူအများကြီးထဲမှာဒီကျွန်တော်နေတော့များလဲပြိတ္တထဲမှာနေတော့များလဲဒီခါကျွန်တော်တယောက်ထဲပါဒီခါအိမ်မှာလည်းတယောက်ထဲပဲဒီခါအိမ်မှာတယောက်ထဲခံစားချက်တယ်ပြိတ္တထဲမှာဘုသူမှမသိပဲတကယ်တကယ်လုံးဝဖြစ်တဲ့လူတွေများရှိပါတယ်ဒီနေ့နေ့ကကျွန်တော်ခေါ်ပေးချင်တယ်ကျွန်တော်ရှိမှာဒီအကောင်းဆုံးဖြစ်ရှိပါတယ်အဲဒီအကောင်းဆုံးဖြစ်တကယ်ရှိရပါတယ်ကျွန်တော်နဲ့ဆက်လေးနိုင်အချိန်ကြီးထောင်အောင်နေပြီးပြရပါတယ်အဲ့ဒီချိန်လေးဒီမှာချင်အဲ့ဒီကိစ္စကိုကျွန်တော်တို့ဘာလို့ပြောလဲဆိုတော့ Jesus paid for ကျွန်တော်ရဲ့အဖြစ်ကြီးအောင်ပြီးအားလည်းမှာပြီးချင်ပြီးတော့ကျွန်တော်တက်ထမ်းတယ်ပေါ့မကျွန်တော်အဲ့ဒီချိန်လေးပါတယ်နောက်ဆုံးတစ်ချက်တော့ကျွန်တော်အောင်နေပါတယ် Hallelujah Chorus ဟော Hallelujah Chorus ကိုကြည့်တဲ့အချက်ကြီးစီအောင်အဲ့တော့မဆိုင်အောင်ကျွန်တော်တို့စာထဲမှာဖိုင်တော့လေ့လာတော့ဆိုရင်သုံးတက်တီတို့ဒီနေ့စာဟင်းစာနေတယ်ဒီနေ့စာကောင်းတယ်ဒီဘိုက်စာမသိဘူးအဲ့ဒီချီကြီးကိုသူတော့ကြတယ်ဒီ Hallelujah Chorus ကိုလည်းသူရဲ့ handle မဆိုင်တော့တယ်မဆိုင်တဲ့ချင်းတွေလို့အဲ့ဒီချင်းတွေလို့ကတခါကြောက်ကြတယ်အောင်စားတယ်ဒါပေမဲ့ကျွန်တော်မြန်မာနိုင်ငံမှာရန်နိုင်ပဲကြီးတာအဲ့ဒီချင်းတွေလို့ရဲ့အစိတ်ပိုင်းတစ်ခုနဲ့ Hallelujah Chorus နဲ့နိုင်ပဲကြီးပါတယ်အဲ့ဒီ Hallelujah Chorus ကိုဒီညနေခင်းမှာဆရာမရဲ့ဘာလို့လဲကျွန်တော်တို့ကခမရောဖြစ်ပါတယ်အဲ့ဒီ Hallelujah Chorus ပထမဆုံးလုပ်အင်္ဂလိပ်မှာ performance လုပ်တော့အဲ့ဒီဘီရင်ကတော့အင်္ဂလန်ဘီရင်ကအဲ့ဒီ Hallelujah Chorus ဆက်နားထောင်နေတယ်အရင်က King of Kings မြေတကားရဲ့ဘီရင်ဒီနားမှာမဟုတ်လားအင်္ဂလန်ရဲ့ဘီရင်ရှိနေတယ်ဒီကသူဆိုရင်အချင်းတော်ပါတဲ့ဘီရင်ကဘီရင်တကားရဲ့ဘီရင်စကြဝဠာရဲ့ဘီရင်ဆိုပြီးပြောတာသူကလည်းတက်ထားရတယ်အဲ့ဒီချိန်မှာပြိတ္တအားလုံးနေတယ်ဟုတ်ဘီရင်ကိုလည်းအဲ့ဒီမတည့်ရတဲ့အတွက်သူတို့အားလုံးလည်းသူကမတည့်ရပြီးတော့အဲ့ဒီ Hallelujah Chorus ကိုစကားနားအောင်ကြတယ်အဲ့တော့ရှောင်းနေနောက်ပိုင်း Hallelujah Chorus ဆိုတဲ့ဆိုလိုက်မှာပြိတ္တအမြဲတမ်းလေးထားပါတယ်ကျွန်တော်လည်းပြိတ္တလေးခင်တယ်အချင်းတော်ဆိုရင် What a friend we have in Jesus prayed for Hallelujah Chorus နဲ့ကြားရင်ကျေးဇူးတင်ပြိတ္တမှာအားလုံးတဲ့ကြောတော့ကခမယူအောင်ဖိတ်ခေါ်ချင်ပါတယ်ကျေးဇူးများတင်ပါတယ်ကျွန်တော်ခွာတော့လည်းကိုတင်ပြအောင်
Amen.
To God be the glory forever and ever. To God be the glory forever and ever. To God thanks be given. Let's give together a big hand to God. Let's give to God a big hand. Lokama chalo ludai jinna sone lekhane sagad konshi eragaro chide sure sagam ho chide sure sagam ho ba jaw le so ro chide sure sagam ha ba yai khan da ne pati cha bu a lu lekhane sagad ko aro jisu tin de sure sagam Duma, Puri, Pai Kamure Rushi. Jesus then Sakabi Duma, Pai Kamuba. Dini, Janoga is Gabriel. Janodi, Tima Roshin, Basan, Rupione, Nahu of Shichi. Bajoles, the Kane, the Piakin, Tisu de Tali. Ahua, CVC leshi, TVC leshi. DCC လက်ရှိတော့ပြည်သက်လက်ရှိတော့ကျွန်တော် CVC ပြောလို့ရှိရင်ကျန်တဲ့ဒီဖွဲ့ကနားထောင်ရအောင်ပါစံကတခုလက်ရှိအားလုံးခါပြောလို့မရခေါ်ရလို့ပဲ for part ရှိတော့တိတ်ပေါ်ပါလေအဲ့မရှိတော့မတတ်နိုင် CVC ခေါ်ရများ music ပဲများ BBC One Choirနဲ့ Youth ပဲများကျွန်တော်ဟောမယ်။ဆက်လက်မှတ်ဖတ်ပေးပါ BBC One Choir များ။လက်ထုတ်ပြီးပါလေကျွန်တော်လက်ထုတ်ပြီးဖို့ပြောပါဦးခင်ဗျာ။ကျွန်တော်ဂျေဇုတင်ပါတယ်ဆိုတဲ့စကားလေးပြောပြပါ BBC One Choir နဲ့ Music ပဲများ။ပြန်ထိုင်ပေးပါ PCC Choir များ PCC Choirနဲ့ Music ပဲများအားလုံးပြန်ထိုင်ပါခင်ဗျာ Choir group အားလုံးပြန်ထိုင်အောင်ဒီလိုတဲ့အောင်ကျွန်တော်ပြိတ္တလို့ပြောတဲ့ခါမှာဒီလိုတဲ့ပါတယ်ပြောပြီးတော့ပြိတ္တကြီးခင်ဗျာပြိတ္တကြီးခင်ဗျာBBC ဝန်တဲ့တော့ကကျွန်တော်တို့စားတော့ BN Ferry လေးဂျူပူပါအကုန်လုံးစီစဉ်ပြီးတော့ကြောင်းအထူးကျေးဇူးတင်ပါတယ်။ Now ဒီနေ့ကျွန်တော်တို့ opera ကျွန်တော်ဆိုရင်တစ်ခါမှမဆိုဘူးကြားဖို့ပဲဗီဒီယိုကနေကြည့်ပြီးတော့ကျွန်တော်ကြားဖို့ပါတယ်။ဒီနေ့တော့ကိုထားဆိုင်တဲ့နှုတ်ပြောလို့အွန်လိုင်းလုပ်နေရတယ်။ဒီလိုမျိုးတော့ဒီမှာစူပုံစံကိုကျွန်တော်အားရပါရမြင်လိုက်ရတယ်။ကေဘေကောင်းပဲကျေးဇူးများတင်ပါတယ်။ကျွန်တော်တရားဟောဆရာချူကျေးဇူးတင်တယ်။ပြန်နေဆက်လို့ပြီးတော့တုံးပြပါစေ။ကျွန်တော်တို့ PCC Gospel Trip December ချမ်းပြည်တော်မှာတော်ဖို့ရှိပါတယ်ကျွန်တော်ဒီနေ့ပြန်တော်လို့ရှိဖို့ပဝနာမှာ PCC ကျောင်းသူတွေရောက်တာအလုံးဝအိတ်ခိုင်နေခိုင်မှာဖြစ်ပါတယ်သူတို့ကအရန်ကျူဆူချင်တယ်ဆိုတော့ကျွန်တော်ပြည်တော်တဲ့ခါမှာပြန်တော်တဲ့ခါမှာကျွန်တော်လည်းအလူဝဲလေးနဲ့ကျူဆူကြရအောင်ပြောလို့เนาะကျေးဇူးပြုတယ်ဒါ Gospel Trip လို့ဖြစ်ပါတယ် Now ကျွန်တော်တို့ဒီစီကျောင်းသူကျောင်းသားတွေလုပ်တဲ့ဒီရှစ်လေး9000နဲ့အားပေးပါလို့နောက်ခု2010ကလေးနာဖြစ်ပါတယ်ဒါလည်း DCC ကျောင်းသူကျောင်းသားတွေလှူရှားမှုဖြစ်ပါတယ်အားပေးကြပါ DCC ကျောင်းသူကျောင်းသားတွေအနေနဲ့ကျေးဇူးတင်ချင်လို့ပါအားပေးကြပါအားလုံးကျေးဇူးတင်ပါတယ်လက်ပြန်ကောင်းချီးပေးပါစေ
သုံးပါးတစုံဖြစ်တော်မူသောသခင်ယေရှုခရစ်တော်ဘုရား၏ကျေးဇူးတော်အဖမေတော်ဂီတာတော်နှင့်ဝိညာဉ်ဘုရားလည်းပြပို့ဆောင်ခြင်းသူကပါစေစုကျေးဇူးမင်္ဂလာတော်သည်ဒီနေ့ချီးမွမ်းခြင်းနဲ့ရောက်ရှိလာကြသောသာသမီအားလုံး၌တရားရဲ့ကာလရှင်ရဲ့တည်ရှိနေပါစေသောအာမင်